ဒီကိုမျောနေတဲ့ fan တွေတော်တော်များရှိကြမယ်လို့ထင်ပါတယ်ဒီခါမှလည်းအသစ်ထွက်လာတဲ့ဒီ game လေးကိုထပ်ပြီးတော့တင်ပေးလိုက်ပါရှင်ဒီ game လေးကတော့နည်းနည်းချင်းရဲ့အပိုင်းမှာရှိတယ်ချေရလောက်လဲသူရဲ့ game ကတော်တော်လေးမိုက်တာ哦သူရဲ့ graphic resolution တွေကအားလုံးမျောနေတဲ့အတိုင်းပဲတော်တော်လေးပြည့်စုံလို့နေတယ်အရင်မိုက်တယ်လို့ပဲထွက်တဲ့အချိန်ကလည်းကြာတယ်အခုတစ်ခါနဲ့ဆိုလို့ရှိရင် release ထွက်တာ3ခါရှိသွားပြီဒီ game ကစစထွက်ကနေရတော့ဘာလို့တော့မှကြော်ပြီးတော့ fan တော်တော်များရခဲ့တဲ့ gameပထမဆုံးစထွက်လာကနေကလူတော်များကြိုက်ခဲ့ကြတဲ့ game ပေါ့နော်အများဆုံးတောင်းဆိုခံရတဲ့ game ပေါ့ဒါပေမဲ့သူကကျန်တာတော့ဘာမှမပြောင်းဘူးဒုတိယထွက်လာတဲ့ version မှာတော့ storyline နည်းနည်းလေးပြောင်းသွားတယ်ပထမထွက်လာတော့ကသူကဘယ်လိုမျိုးလာလဲဆိုတော့ဇက်ကောင်ကသူ့ရဲ့အမေရဲ့ညီမလေးရဲ့နဲ့တူနေရဲ့နောက်ပိုင်းမှာတော့သူ့အမေကအလုပ်ကိစ္စနဲ့တခြားမျိုးပြောင်းမှာဆိုတော့သူတို့မောင်နှမနှစ်ယောက်ကလည်းအတူလိုက်သွားရတယ်ပြီးတော့သူတို့လည်းကြောင်းရတယ်ပေါ့နော်အဲ့လိုပုံစံနဲ့စထားတယ်သူတို့ပြောင်းနေမြို့မှာလည်းသူတို့ညီမဝန်ခွဲလေး2ယောက်ရှိတယ်သူတို့က coffee ဆိုင်ဖွင့်ထားတာပေါ့နော်အဲ့လိုမျိုးလေး storyline base လေးအခြေခံထားရပေါ့နော်ဒါပေမဲ့ဒုတိယထွက်လာတဲ့အခါမှာတော့ကျန်တာတွေတော့ဘာမှမပြောင်းဘူးstory base လေးနည်းနည်းလေးပြောင်းသွားတယ်အဲ့ဘယ်လိုဖြစ်သွားလဲဆိုတော့သူ့အမေမဟုတ်တော့ဘဲနဲ့သူ့ရဲ့အတော်ဖြစ်သွားတယ်ဟိုကမလေးကကျတော့သူ့ရဲ့ညီမဝန်ခွဲလေးဖြစ်သွားတာပေါ့နော်ဇက်ကောင်ကကျတော့တယောက်တည်းနေရဒုတိယထွက်လာတဲ့ version မှာပေါ့နော်ဇက်ကောင်ကတယောက်တည်းနေရသူကလူငယ်တဘာဝနည်းနည်းတော့စိုးရပေါ့နော်အရက်တောက်တာတွေပါတယ်ဘီယာတောက်တာမျိုးပေါ့အဲ့လိုမျိုးလေးလောက်တယ်သူ့ရဲ့အတော်ကအဲ့လိုမနေစေချင်ဘူးလူငယ်ဆိုတော့တက်ကြွရှိစေချင်တာပေါ့နော်သူကကျတော့မဟုတ်ဘူးတယောက်တည်းအချိန်ဖြုံးနေဘီယာတောက်တယ်ပေါင်းတင်နေရလဲဘေးမှာတိတ်ပြီးတော့ဟိုတူတက်ကြောင်လုံးမပေးနိုင်တဲ့အပေါင်းတင်မျိုးတွေပေါ့သူ့ကိုပဲလူသုံးလုပ်တဲ့အပေါင်းတင်မျိုးတွေထားရဲဆိုတော့သူ့ရဲ့တူလေးကိုကောင်းတာဖြစ်စေချင်တယ်အဲ့လိုစူးစမ်းခြင်းနဲ့စစူးစမ်းစေခြင်းနဲ့ဘီယာတွေဘာမတောက်ဖဲနဲ့နေစေခြင်းနဲ့ပေါ့နော်ဒါပေမဲ့သူကလူငယ်တဘာဝပဲပေါ့ပါနေရဲ့ဘဝကိုဒီလိုပဲနေရပေါ့နော်အရင်ကြီးဆိုးရတော့မဟုတ်ဘူးဒါပေမဲ့သူ့တော်ပြင်မှာတော့နည်းနည်းဆိုးတဲ့ပုံစံပေါက်တော့ပေါ့နော်ဒီကြားထဲမှာဖြစ်ချင်တော့ရန်ကလည်းဖြစ်သေးရဲ့ရန်ဖြစ်တယ်ဆိုတာကလည်းတက်ကြီးဖြစ်တာတော့မဟုတ်ဘူးအဖိုးကြီးတောက်ကိုစကမ်မာတယောက်ကနေပြီးတော့လိမ်လို့စူးစမ်းနေတာအဲ့အဖိုးလည်းသူကတိရောကြတော့အစားတော့တော့ကူပေးရပဲကိုရင်းနဲ့တဖြည်းဖြည်းတိလာတာကဒီဘက်ကစကမ်မာသူအတိအဖိုးကြီးကိုစကမ်လုပ်ဖို့စူးစမ်းနေဆိုတော့သူတိသွားတယ်ဆိုတော့ဒီစကမ်မာလူလိမ်ကောင်းနဲ့သူနဲ့ရန်နေဖြစ်ကြတာပေါ့နော်အဲ့မှာရဲစကန်နေပါရောက်သွားတယ်ဆိုတော့အဲ့မှာသူ့တော်ကလည်းရောက်ချလာတယ်ပြီးရင်တော့သူ့တော်ကလည်းအလုပ်ကိစ္စနဲ့တခြားမျိုးကိုပြောင်းมาဆိုတော့တိတ်ဆိုင်ပဲသူ့ရဲ့တူကိုဒီမျိုးမှာဒီလိုမျိုးကြီးတယောက်တည်းနေမနေခဲ့နဲ့တော့ပေါ့နော်သူ့မှာလည်းအမေဘာတွေမရှိတော့ဘူးဆိုတော့သူနဲ့တူလိုက်လာခဲ့တခြားမျိုးကိုတူသွားမယ်ပြီးတော့အလုပ်လေးပါလေးလုပ်ပေါ့အဲ့လိုမျိုးတူကိုဖြောင်းဖြပြီးတော့ခေါ်လိုက်အစားပိုင်းမှာတော့ဟိုကောင်မလိုက်ချင်ဘူးဒါပေမဲ့သူကိုရိုင်းကလည်းအထီးကျန်နေရသူဘေးမှာရှက်တင်ငယ်ချင်းတွေကလည်းပြောခဲ့တယ်လို့ပဲသူ့ကိုတိုးတက်ကြောင်ဆောင်ကျင်းပေးနိုင်တဲ့ကောင်မျိုးတွေမဟုတ်ဘူးသူ့ကိုလိုသုံးလုံးနေတဲ့ကောင်မျိုးတွေဆိုတော့သူ့တော်နဲ့လိုက်သွားတာပဲကောင်းပါရဲ့ဆိုတော့သူ့တော်နဲ့လိုက်သွားတယ်ပေါ့နော်ဆိုတော့တူကြီးသုံးယောက်ကတခြားမျိုးကိုပြောင်းသွားပြီးတော့သူတို့ရဲ့ဘဝကိုအခြေချတဲ့ပုံစံမျိုးနဲ့ဒီမှာမြင်ရမှာပေါ့နော်ဆိုတော့ပထမဆုံး version မှာထွက်လာတဲ့ version မှာတော့သူတို့ကိုသားမိပုံစံမျိုးပြထားရမယ်ဒုတိယထွက်လာတဲ့ version မှာတော့သူတို့ကိုတူကြီးပုံစံမျိုးပြပေးထားတယ်ဟိုကောင်မလေးနဲ့ဆိုလို့ရှင်လဲမောင်မဝန်ခွဲပုံစံမျိုးပြပေးထားရပေါ့နော်ဆိုတော့ diploma က installment ဖြစ်စေချင်လို့လည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဘာပြောအများကြီးပြောင်းလဲသွားရတော့မဟုတ်ဘူးဒီအခြေခံလေးနည်းနည်းလေးပြောင်းသွားရပဲပေါ့နော်ပြီးတော့ဒီဒုတိယထွက်လာတဲ့ version မှာကျတော့ဟိုမျိုးမှာရှိတဲ့ကောင်မလေးနှစ်ယောက်ကညီမဝန်ခွဲမဟုတ်တော့ဘူးမောင်နှမဝန်ခွဲမဟုတ်တော့ဘူးသစရင်းတွေဖြစ်သွားတယ်အဲ့ကောင်မလေးနှစ်ယောက်ကအမွားပေါ့နော်တယောက်ကကဖေးဆိုင်ဖွင့်ထားပြီးတော့တယောက်ကကျတော့ beauty salon ဆိုင်ဖွင့်ထားတယ်အဲ့ဆိုတော့အဲ့ကောင်မလေးနှစ်ယောက်နဲ့လည်းသစရင်းတွေဖြစ်သွားတာပေါ့ဟိုအမေဖြစ်ခဲ့ဦးတဲ့သူနဲ့ကျတော့အတော်ဖြစ်သွားပြီးတော့ညီမအရင်ဖြစ်ခဲ့ဦးတဲ့သူနဲ့ကျတော့ညီမဝန်ခွဲဖြစ်သွားတယ်နောက်တခြားမျိုးမှာရှိတဲ့ကောင်မလေးနှစ်နဲ့ကျတော့အရင်တော့ကညီမဝန်ခွဲဆိုပေမဲ့မောင်နှမဝန်ခွဲဆိုပေမဲ့ဒီဒုတိယ version မှာတော့သစရင်းတွေဖြစ်သွားတယ်ပေါ့နော်ဒါကတော့တတိယအချိန်နောက်ထပ်ထွက်လာတဲ့ version လေးပေါ့တတိယနောက်ထွက်လာတဲ့ version မှာသူပြင်ထားတာမရှိတော့ဒုတိယဥစ္စာအတိုင်းပဲဒီ storyline ဆက်သွားရပေါ့နော်ဆိုတော့သူ့တော်ရဲ့သူညီမဝန်ခွဲလေးရဲ့ကတခြားမျိုးပြောင်းသွားပြီးတော့အဲ့မျိုးမှာလူတစ်တွေနဲ့ဘယ်လိုထပ်တွေ့မှလဲဘယ်လိုမျိုးအခြေချနေထိုင်ကြမလဲဆိုတာကိုပေါ့ပါလေးကြည့်ရင်းနဲ့စော့မဲ့ဂိမ်းတွေဖြစ်ပါတယ်ဒီ game ကတော့ဟိုးရင်တော့ကလည်းပြောဦးပါတယ်မရှိမပါဘူးပေါ့နော်ဒီကသူနာမည်ကြီးရတဲ့အကြောင်းရင်းကတော့ဒီပြောခဲ့တဲ့အတိုင်းမှာ graphic resolution တွေတော်တော်လေးမိုက်တာပေါ့နော်ပြီးတော့ script ကိုလည်း detail ဆွဲထားတယ်ဒီစက်ကောင်စီရိုက်တွေရေးရတဲ့ဟာတာလေးတွေပေါ့ဘာဖြစ်တာလေးတွေ company လေးထည့်ထားမျိုးပေါ့နော်အဲ့ဟာလေးတွေက
ဒီ player ကိုတဖြည်းဖြည်းချင်းဆွဲဆောင်သွားတဲ့အဓိကအချက်လို့ထင်ပါတယ်ဝမ်းနဲ့မကောင်းတာတော့ဒီ game ကအခုချိန်ဒီသူ့ရဲ့ animation မတွေ့ရသေးဘူး scene တွေမတွေ့ရသေးဘူးပေါ့နော်ထွက်တာ3ခုမြောက်တောင်ရှိနေပြီဒါပေမဲ့ person မှပါမလာသေးဘူးဆိုတော့သူ့ရဲ့ scene တွေမှာ animation နဲ့လာမလားပါညာဆိုတာကတော့သိမှတ်လို့မရသေးဘူးပေါ့နော်ဒါပေမဲ့လည်း game ရဲ့အနေအထားကိုကြည့်ရတဲ့ပုံစံရဆိုလို့ရှင်တော့ animation ကောင်းကောင်းလေးနဲ့လာမယ်လို့ထင်ပါတယ်scene တွေပါမျောနေအကိုရီဆိုလို့ရှင်တော့လောလောဆယ်ချင်းနေတီရောအဆင်မပြေသေးဘူးပေါ့နော်အခုချိန်ဒီ scene တကူမှပါမလာသေးဘူးကျန်တာကတော့သူ့ရဲ့ story line လေးဆော့ပြီးတော့သူ့ရဲ့ပေါ်ပုံစံလေးတွေ resolution နဲ့ graphic တွေကိုခံစားရုံပဲပေါ့နော်တောင်းချင်နေဆိုလို့ရှင်တော့အခုညီမတင်ပြထားတဲ့ video လေးအောက်က comment မှာပဲ game လေးချပေးထားပါတယ်ဒီ game နဲ့ပတ်သက်ပြီးတော့ပိုပြီး detail သိချင်နေဆိုလို့ရှင်လေဒီ game ရဲ့နာမည်လေးရဲ့နောက်ကနေပြီးတော့ညီမရဲ့ channel name keyword လေးရဲ့ရှာပြီးတော့ဒီ game အကြောင်းနေပြီးတော့နားထောင်ကြည့်လို့ရပါတယ်ရှင်အခုထွက်လာတဲ့ version နဲ့မှာတော့သူမျိုးသစ်ကိုပြောင်းသွားပြီးတော့လူသစ်တွေနဲ့ထပ်တွေ့ရယ်လူသစ်တွေနဲ့ relationship သစ်တွေကိုဖန်တီးရယ်စားရဲ့ storyline ဆက်သွားတာလေးကိုအဓိကအနေနဲ့မြင်ရမှာပေါ့အားလုံးလည်းသဘောကျမယ်လို့ထင်ပါတယ်အဓိကအနေနဲ့ကတော့မကာရီဘလောက်များများ game ကောင်းကောင်းလေးတင်ပေးပါဆိုတော့ game ကောင်းကောင်းလေးမျှော်နေတဲ့အကိုရီအတွက်အဓိကထားပြီးတော့တင်ပေးချင်တာဖြစ်ပါတယ်အကိုလည်းသဘောကျမယ်လို့ထင်ပါတယ်သူရဲ့မကာရီကတော့နည်းနည်းတော့များတယ် 1GB ခွဲလောက်တိရှိရပေါ့နော် animation မပါသေးဘူးပြီးတော့ mission game မဟုတ်ဘူး visual novel game လေးပေါ့နော်တောင်းပြီးလို့ဆော့ပြီးဆိုလို့ရှင်လေဒီ game ပေါ်မှာထားတဲ့ကိုရီးယားအမြင်လေးကိုအောက်က comment မှာရေးပေးသွားခဲ့ပါအောင်နော်ညီမတော့အခု game update လေးကိုဒီလောက်နဲ့ပဲညီကုန်းချုပ်ပြီးတော့ညီမရဲ့ video လေးကိုဒီမှာပဲအဆုံးသတ်လိုက်ချင်ပါတယ်ရှင်အားလုံးပဲ see you ပါညီမတို့နောက် video တွေမှာပြန်ပြီးတော့တွေ့ကြပါမယ်နော်